Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့ Sorry က American မှာဒေါ်လာ1 trillion အထိရင်းနှီးမြှုပ်နှံမယ်လို့အင်ရှေမင်းသားပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Sorry အင်ရှေမင်းသား Mohammed bin Salman ကတော့ American မှာရင်းနှီးမြှုပ်နှံမှုကိုဒေါ်လာ600ဘီလီယံကနေပြီးတော့ဒေါ်လာ1 trillion နီးပါးအထိတိုးမြင့်သွားမယ်လို့အင်္ဂါနေ့ကပြောကြားသွားခဲ့ပါတယ်ကျွန်တော်ယုံကြည်ပါတယ်သမရာကြီးခင်ဗျာဒီနေ့နဲ့မနက်ဖြန်မှာကျွန်တော်တို့ဟာအဲ့ဒီဒေါ်လာ600ဘီလီယံကိုအမှန်တကယ်ရင်းနှီးမြှုပ်နှံဖို့အတွက်ဒေါ်လာ1 trillion နီးပါးအထိတိုးမြင့်သွားမယ်ဆိုတာကိုကြေညာနိုင်မယ်လို့ထင်ပါတယ်လို့ဆယ်မန်ကအင်ဖြူတော်မှာ American သမ္မတ Donald Trump နဲ့အတူသတင်းတောက်တွေကိုပြောကြားသွားခဲ့တာဖြစ်ပါတယ်။ Saudi နဲ့ American ဟာဆိုရင်တော့ဒီပညာ AI နဲ့တန်လိုက်အပါအဝင်နယ်ပယ်အများအပြားမှာယင်းနှိမ့်မြုပ်နှံမှုအခွင့်အလမ်းအများကြီးကိုဖန်တီးပေးမဲ့သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးမယ်လို့သူကပြောပါတယ်။ Trump ကကြားဖြတ်ပြီးတော့အခုခမကျွန်တော်ကိုပြောနေတာကဒေါ်လာ600ဘီလီယံကနေပြီးတော့1 trillion ဖြစ်သွားမှာလားလို့မေးခဲ့ပါတယ်။တေချာပေါက်ပါပဲ။ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မှတ်ထိုးမဲ့အရာတွေကအဲ့ဒါကိုလွယ်ကူချောမွေ့စေမှာပါလို့ဘင်ဆယ်မန်ကနေပြီးတော့ပြောကြားခဲ့ပါတယ်။ Trump ဟာယင်းနှိမ့်မြုံနှံဖို့အတွက်သဘောတူညီခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ Trump ကခမအမေရိကန်မှာဒေါ်လာ600ဘီလီယံယင်းနှိမ့်မြုံနှံဖို့သဘောတူခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။သူကကျွန်တော်တငယ်ချင်းဖြစ်တဲ့အတွက်ဒေါ်လာ1 trillion အထိဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်သူ့ကိုဆက်လက်စီးယုံအောင်မှာပါ။ကျွန်တော်တို့600ဘီလီယံနဲ့တွက်ချက်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီပမာဏကနည်းနည်းပိုတက်လာနိုင်ပါတယ်လို့လည်းပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးခဲ့တာကတော့ Sorry က American မှာဒေါ်လာ1 trillion အထိရင်းနှီးမြှုပ်နှံမယ်လို့အင်ရှေမင်းသားပြောကြားရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ